ကလပ်စတန်ဂျင်ပြောင်းရွှေ့ကြေးပေါင်116တန်းဖြင့်ခေါ်ယူလာပြီးဖြစ်တဲ့ Manchester City တင်းကတော့ Nottingham Forest နဲ့ အင်္ဂလန်အလယ်တန်းကစားသမားဖြစ်တဲ့ Elliot Anderson ကိုပေါင်116တန်းနဲ့ခေါ်ယူရေးအပြီးသက်လှုပ်ဆောင်လာပြီးဖြစ်ပါတယ်။အသက်23နှစ်ရှိပြီဖြစ်တဲ့အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ Man City နဲ့2031ဇွန်လအထိစာချုပ်ချုပ်ဆိုလာတာလည်းဖြစ်ပါတယ်။သူကအင်္ဂလန်နဲ့အတူကမ္ဘာဖလားပြိုင်ပွဲကစားနေစဉ် Man City ကိုပြောင်းရွှေ့ရေးသဘောတူညီမှုရရှိခဲ့တာဖြစ်ပြီးတော့ထိုစဉ်တုန်းကပြည်ထောင်စံချိန်တင်ပြောင်းရွှေ့ခြင်းဖြစ်ပါတယ်။ EDF ကိုပြောင်းလာပြီးတဲ့နောက်မှာတော့ Henderson ကတော့ Man City ကခေါ်ယူရန်စိတ်ဝင်စားကြောင်းသိရှိရပြီးကတည်းကအပြောင်းရွှေ့ဖြစ်မြောက်အောင်လှုပ်ဆောင်ရေးဆုံးဖြတ်ထားခဲ့ကြောင်းဖွင့်ရပြောဆိုလာတာလည်းဖြစ်ပါတယ်။ Henderson ကတော့ကျွန်တော်ကို Man City ကအလိုရှိကြောင်းသိလိုက်ရအချိန်ကတည်းကဒီအပြောင်းရွှေ့ဖြစ်လာရမယ်လို့ဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။ဘယ်သူမှမဆိုအမြင့်ဆုံးအဆင့်မှာစမ်းသပ်မှုခံယူချင်တာပဲလေ။ Man City တို့ကိုပြောင်းရွှေ့ခွင့်ရရှိတာတကယ်အခွင့်အရေးကြီးပါအနားယူပြီးတော့ Manchester ကိုရောက်လာချိန်မှာအသင်းမှာထိုင်ကြအောင်စွမ်းကုန်ကြိုးစားသွားမယ်လို့ပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။ Anderson တော့2024ခုနှစ်တုန်းကNewcastle ကနေပြီးတော့ Nottingham Forest ကိုပေါင်35တန်းနဲ့ပြောင်းရွှေ့လာတာဖြစ်ပြီးတော့ကလပ်အားနှစ်ပေါင်း30အတွင်းပထမဆုံးဥရောပဝင်ခွင့်ရအောင်အရေးပါတဲ့အခန်းကဏ္ဍကနေပြီးတော့ခြေစွမ်းပြကစားလာခဲ့တဲ့သူလည်းဖြစ်ပါတယ်။သူကတော့ပြီးခဲ့တဲ့ရာသီတုန်းကလည်း Nottingham Forest ကို Europa League Semi Final ကိုတလန်းနိုင်အောင်အကူအညီပေးခဲ့တယ်လို့ Premier League ရဲ့ဘောလုံးထိမှုအများဆုံးနဲ့ပြိုင်ပွဲကစားသမားတွေနဲ့တဦးချင်းထိပ်တိုက်တွေ့ဆုံမှုတွေမှာအနိုင်ရမှုအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။သူကတော့ကမ္ဘာဖလားပြိုင်ပွဲမှာတတိယရခဲ့တဲ့အင်္ဂလန်ရဲ့ပွဲတင်တိုင်းမှာပါဝင်ကစားခဲ့သူလည်းဖြစ်ပါတယ်။တီဆိုလစ်ကိုအာဆင်နယ်ခေါ်ယူဟုတ်ကဲ့ပရီးမီးယားလိထိပ်သီးကလပ်ဖြစ်တဲ့အာဆင်နယ်အသင်းကတော့ကလပ်ဘရူးအသင်းရဲ့ဂရီးတောင်ပန်ကစားသမားတီဆိုလစ်ကိုခေါ်ယူခဲ့ကြောင်းအတည်ပြုကြေညာခဲ့တာလည်းဖြစ်ပါတယ်။အသက်24နှစ်အရွယ်သားရှိသေးတဲ့တီဆိုလစ်အတွက်အာဆင်နယ်အသင်းပေးချေခဲ့ရတဲ့ပြောင်းရွှေ့ကြေးကတော့ယူတန်း40ဖြစ်ပြီးတော့2031ခုနှစ်အထိစာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းကထုတ်ခွာသွားပြီးဖြစ်တဲ့ထရိုဆက်နေရာအတွက်ဘယ်တောင်ပန်တိုက်စစ်ကစားသမားတီဆိုလစ်ကိုတော့ခေါ်ယူနိုင်ခြင်းဖြစ်တယ်လို့ပြည်ထောင်မီဒီယာတွေကဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2025-2026ဘောလုံးရာသီကလပ်ဘရူးအသင်းနဲ့အတူဘယ်ဂျီယန်အမှတ်ပေးချန်ပီယံဆုကိုရယူနိုင်ခဲ့တယ်လို့ဘယ်ဂျီယန်လိပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းတီဆိုလစ်ကပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။အခုပြောင်းရွှေ့ခြင်းကာလမှာအာဆင်နယ်အသင်းအတွက်ပထမဆုံးခေါ်ယူခဲ့တဲ့ကစားသမားအဖြစ်လည်းတီဆိုလစ်ကမှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။